ဘာဖလားရဲ့ပထမဆုံးနဲ့ကြီးမားဆုံး shock တစ်ခုလာမနီယာမယ်ဘက်ဒရီတို့လိုကျယ်ပွင့်နေပါဝင်တဲ့စပိန်တိုက်စစ်ကိုဂိုးမရှိသေးရင်နဲ့ဒူးထောက်စီခဲ့တဲ့သူကတော့ကိတ်ဗာဒီအသင်းရဲ့အသက်40အရွယ်ကိုသမားကြီးဝိုဇင်ဟာပါပဲစပိန်အသင်းဟာဒီပွဲမှာကန်ချက်28ချိန်အထိရှိခဲ့ပြီး expected goal 2.29 အထိရှိခဲ့ပေမဲ့ဒီကိုသမားကြီးကိုလုံးဝမကျော်ခဲ့နိုင်ပါဘူးဝိုဇင်နာဟာတေချာပေါက်ဂိုးဝင်မဲ့အပိုင်ကန်ချက်9ချိန်တိုင်ကိုအန်အောစရာ reflex တွေနဲ့ကာကွယ်သွားခဲ့တာပါအသက်40နှစ်နဲ့12ရက်ရှိပြီဖြစ်တဲ့သူဟာကပ္ပဖလားသမိုင်းတစ်လျှောက် debut ပွဲမှာကစားတဲ့အသက်အကြီးဆုံးကစားသမားအဖြစ်ပါမှတ်တမ်းဝင်သွားပါတယ်အသက်ဆိုတာကိန်းဂဏန်းတစ်ခုပဲဆိုတာသူသက်တည်ပြလိုက်တာပါစပိန်တို့ဘောလုံးပေးပို့မှုပေါင်း2400ကျော်အထိဂိုးမသွင်းနိုင်တဲ့စံချိန်စိုးကြီးကိုလည်းဒီပွဲမှာကြုံသွားခဲ့ရပါတယ်မိတ်ဆွေတို့ရောမနေ့ကပွဲဝိုဇင်ဟာရဲ့လက်စွမ်းကိုဘယ်လိုမြင်လဲ comment မှာရေးခဲ့ကြပါဦး